မတို့လူကားတော့မြေမောင်းကနေလာတဲ့အတွက်ကြောင့်မြေကြီးကိုပဲကျွန်တော်တို့ပြန်ရမယ်ဒါပေမဲ့ဝိညာဉ်နဲ့ခန္ဓာကင်းကွာသွားတဲ့အခါကျွန်တော်တို့ရဲ့ဝိညာဉ်သွားမဲ့နေရာကတော့ကျွန်တော်တို့လူလောကမှာယုံကြည်ထားတဲ့အရာတွေတော့ကျွန်တော်တို့လိုက်ဆောင်ထားတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့တရားစီရင်ခြင်းကိုခံရမယ်ယေရှုခရစ်တော်ကိုအသက်ရှင်ခြင်းအသက်ရှင်စဉ်ဒီလူလောကမှာအသက်ရှင်စဉ်အခါမှာတကယ်ပဲယေရှုခရစ်တော်ကိုဒီလိုယုံကြည်ထားတယ်ယေရှုခရစ်တော်ကတကယ်ပဲဘုရားစစ်ဘုရားမှာဖြစ်တယ်ဝိညာဉ်ကိုငရဲကနေကယ်တင်နိုင်တဲ့ဘုရားဖြစ်တယ်တော့ဖန်ဆင်းရှင်ဘုရားစစ်ဘုရားမှာဖြစ်တယ်ဆိုတာကိုဒီလိုယုံကြည်ထားတယ်ဆိုရင်တော့တစ်ခါပဲတည်ရနော်တစ်ခါပဲတည်ရမယ်နောက်ထပ်ဘယ်တော့မှသိစရာမလိုတော့ဘူးဖြစ်တယ်နောက်တစ်ခုကပါလဲဆိုတော့ဘုရားဆိုတာတဲ့နော်ဘုရားဆိုတာတကယ်ပဲရှိတယ်တကယ်ပဲရှိတယ်နော်ဘုရားရှိကြောင်းကိုဘယ်ဘာသာမဆိုသိပ္ပံနည်းနဲ့တော့ကြားလို့မရဘူးဘာကြောင့်လဲအကောင်အထည်နဲ့ကျွန်တော်ပြပြရတာဘုရားကိုဘာမှဘုရားရှိတယ်ဒီမှာပြဘုရားမြင်ဖို့ရလို့ရှိတာဘယ်ဘာသာတရားမဆိုဘုရားကိုမမြင်ဘူးနော်မမြင်ဘူးတိုးတော်လည်းပဲလောကကြီးမှာမျက်စိနဲ့မမြင်ရပေမဲ့တကယ်ရှိတယ်ဆိုတဲ့အရာတွေကိုခံစားချက်တွေအပြင်ပေါ်လွင်စေတဲ့အရာတွေရှိတယ်နော်အဲ့ဒါကတော့ဘာလဲဆိုတော့ချစ်ချင်းတွေမုန်းခြင်းတွေနော်မေတ္တာရှိခြင်းတွေယွန်ရှာခြင်းတွေအဲ့ဒါတွေကမျက်စိနဲ့မြင်ရလားမြင်ရလားအဲ့ဒီခံစားချက်တွေမျက်စိနဲ့မြင်ရလားမမြင်ရဘူးနော်မမြင်ရပေမဲ့ကျွန်တော်တို့ခံစားရခြင်းအပြင်အဲ့ဒီအရာတွေရှိတယ်ဆိုတော့မသိဘူးလားသိရတယ်နောက်တစ်ခုကျွန်တော်တို့လေကိုမျက်စိနဲ့မြင်ရလားမြင်ရပါဒါပေမဲ့လေတိုက်နေခြင်းအပြင်လေရှိတယ်ဆိုတာကိုကျွန်တော်တို့လက်ခံရတယ်ဒါကအမှန်တရားပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီရှိတဲ့လေကိုကျွန်တော်တို့မျက်စိနဲ့မြင်ရလားမမြင်ရဘူးအဲ့ဒီလိုပဲလောကမှာနေကျွန်တော်တို့ရဲ့ဘုရားကနာဝိညာဉ်ဘုရားဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားကိုကျွန်တော်တို့မျက်စိနဲ့တော့ပြလို့မရဘူးဒါပေမဲ့ဘုရားရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့အသက်တာမှာခံစားရတယ်ဒါတွေကဘာလဲဆိုဒီသက်ရှိတမဲ့เนาะဒီခစ်ပေတမ်းမာလာတွေတရိษံတွေလူတွေเนาะဒီဖန်ဆင်းထားတဲ့အရာတွေကိုကြည့်ခြင်းအပြင်ဘုရားရှိတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်နော်ကျမတို့သိရတယ်နော်ကျမတို့သိရတယ်ဘာကြောင့်လဲဆိုတော့လောကကြီးမှာကျွန်တော်တို့နေတဲ့အခါမှာသူ့အလိုလျောက်ဖြစ်လာတဲ့အရာရှိလားမရှိဘူးနော်အခုအမားတို့တွေအန်တီတို့တွေဝတ်ထားတဲ့အင်ဂျီတွေကသူ့အလိုလျောက်မိုးပေါ်ဟတ်ချလောင်းဆိုကြလာတာဘယ်ဟုတ်မလဲစုပ်တဲ့သူအစစ်စစ်နောက်ဆုံးမှာကိုယ့်စီကိုရောက်ဖို့တယ်ဘာလုပ်တဲ့လူရှိရဝယ်တဲ့လူရှိတယ်ရောင်းတဲ့လူရှိရနော်အဲ့ဒီရောင်းတဲ့လူရှိကနေကျမတို့ဝယ်လို့တာလေဝယ်ရတာမဟုတ်ဘူးလားအဲ့တော့ဘယ်အရာမှသူ့ဟာသူဖြစ်လာတယ်ဆိုတာမရှိဘူးเนาะလူတွေဘက်ကစပြစ်လဲဘုရားကဖန်ဆင်းတာဖြစ်တယ်တရိษံတွေဘက်ကစပြစ်လဲဘုရားကဖန်ဆင်းတာဖြစ်တယ်ရင်းမြေတိုးတောင်တွေကောင်းကင်နဲ့မြေကြီးအလင်းနဲ့အမောက်အရာအားလုံးဒီဘက်ကစပြစ်ဘုရားပဲအရာအားလုံးကိုဖန်ဆင်းထားတာကျမတို့နှုတ်ကပတ်တော်ကျမ်းစာထဲမှာအားလုံးပါပြီးသားဖြစ်တယ်ဒါတွေကသက်သေပြလို့ရတယ်ဟုတ်ပြီเนาะအဲ့ဒီအတွက်ကြောင့်ဘုရားရှိတယ်ဆိုတာကိုကျမတို့ယုံကိုယုံရမှာဖြစ်တယ်ဟုတ်ပြီเนาะမယုံပါဘူးလားယုံရမယ်เนาะမဖန်ဆင်းမဲနဲ့ဘယ်အရာမှမဖြစ်ဘူးเนาะဒါတွေမကဘူးဘုရားရှိတယ်ဆိုတဲ့အရာကိုတချို့ကဘုရားမဲ့ဝါဒီတွေမရှိဘူးလားရှိတယ်နော်ဘုရားဆိုတာလုံးဝမရှိဘူးလို့သတ်မှတ်ထားတယ်ဘုရားမဲ့ဝါဒီတွေရှိတယ်အဲ့ဒီဘုရားမဲ့ဝါဒီတွေတော့မှတစ်ခါတည်းမှာအရေးကြုံတဲ့အခါမှာဘုရားတာတယ်နော်ကျမတို့ခလုတ်လိုက်တဲ့အခါမှာဘာတာလဲအမေဘုရားမတားဘူးလားတားတယ်အဲ့ဒီမသိချင်းကနေပြီးတော့ဘုရားကိုတားချင်မှာဘုရားတကယ်ရှိတယ်ဆိုတာအသိစိတ်ထဲမှာရှိနေလို့ဖြစ်တယ်နောက်တစ်ခုကကျမတို့တခုခုဆိုရင်ပေါ့နော်မင်းငါ့ကိုလိန်လားမလိန်လားပြောမင်းမလိန်ဘူးဆိုရင်ငါ့ကိုလိန်ချိန်ပြဘုရားစုပြောဘူးတယ်မလားတကယ်ပဲလိန်ထားတယ်ကျမတို့မဟုတ်ဘူးဆိုရင်ရုံချိန်ရဲလားမချိန်ရဲဘူးနော်ဘာကြောင့်လဲဘုရားစုမှာကြောက်လို့နော်အဲ့ဒီတော့ဘုရားရှိတယ်ဆိုတဲ့အရာကိုကျမတို့ရဲ့အသက်တာမှာ